Hello အားလုံးမင်္ဂလာပါဒီလိုပဲပြန်ဆိုလိုက်ပါတယ်ဒါ Liverpool တင်းရဲ့ဒါပြောမှဆိုနီးပြအီလောက်လာဒီနေ့မနေ့မှာတပင်းစင်ဘတ်ပုံစံမျိုးတစ်ခုလုပ်ခဲ့တယ် press conference လုပ်ခဲ့တယ်အဲ့ဒီထဲမှာဒါပြောမှဆိုလို့ရှိရင်နီးပြအီလောက်လာအတီးပြုတ်ပေးခဲ့တယ်ပေါ့နော်သူတို့ပြကျွန်တော်တင်ကိုပြန်မရောက်လာနိုင်သေးတယ်သမိုင်းရှိသေးတယ်သူပြဗီတာမီညောဒါပြောမှဆိုလို့ရှိရင်မက်ကာလစ္စတာအက်ဒီဆန်ဘက်ကအဲ့ဒီတော့မှတော့လည်းရှင်ဒီလီဗာပူးတင်းနဲ့ပူပေါင်းနိုင်သေးဘူးပေါ့နော်ဗာဂျယ်ဗန်နိုင်နဲ့ဂေါ်ဒီကပ်ဘောကတော့ဒါ training center မှာရောက်နေတယ်နှစ်ဦးတည်းဒါလေ့ကျင့်နေတယ်ပေါ့နော်အဲ့တော့ပြောမှဆိုလို့ရှိရင်ဗီတာမီညောကစပိန်တင်းနဲ့တူကပလာရထားခဲ့တာအဲ့တော့ပြောမှဆိုသူ့ကို3ပတ်ကြာဆိုတော့ပွဲနာခွင့်ပေးရအောင်ပေါ့ဒါပေမဲ့ဒါဗီတာမီညောဒီယာဒီမောက်လည်းကျွန်တော်လီဗာပူးတင်းကိုပြောင်းရွှေ့လာတာနီးပြအသေးနီးပြအီလိုလာအသေးပြီးတော့အသင်းပေါ်အသေးဒါအသင်းတင်းနဲ့အတူတူဖြစ်တာဖြစ်တဲ့အတွက်သူ့အနေနဲ့တော့လာမယ့်သတင်းပတ်ကစပြီးတော့လီဗာပူးတင်းကိုစတင်ပြီးပူးပေါင်းမယ်ဆိုပြီးတော့လေဒါနိပြကြီးတော့အတီးပြုတ်ပေးခဲ့တယ်ပေါ့အဲ့တော့ညမဆိုလို့ရှိရင်ဂျက်တစ်ပတ်နှစ်ပတ်လောက်စောပြီးတော့လီဗာပူးတင်းကိုရောက်ရှိလာတော်တော်လေးကိုကောင်းတဲ့ချိန်တခုမှဖြစ်တယ်လီဗာပူးတင်းကလည်းဒီပွဲဒါဒီမနေ့ဒါလီဂ်ယူနိုက်တက်နဲ့ကန်မယ်အဲ့ဒါပြီးသွားရင်တော့ဒါပြောမှဆိုလို့ရှိရင်ဗီတာမီညောတို့ဘောင်းနဲ့ဒါလီဗာပူးတင်းကိုပြန်မယ်အဲ့တော့ဗီတာမီညောတို့ဒါပြောဆိုလို့ရှိရင်အလီဇန်ဘက်ကောင်နဲ့တွေ့မှာနော်အလီဇန်ဘက်ကလည်းဒါဘရာဇီးတင်းနဲ့အတူတူဒါပြောဆိုလို့ရှိရင်စောပြီးခဲ့တယ်ဒါပေမဲ့ဇာမားလည်းဒါပြောလို့ရှိရင်စီနီယာပလေယာလည်းဖြစ်တယ်တပြည့်လဘောတင်မှာတာကြပြီးတဲ့ဇာမားဖြစ်တာဖြစ်တဲ့အတွက်သူဘွဲတက်ခွင့်ပို့ပေးခဲ့တယ်အဲ့တော့သူအနေနဲ့ဒါလာမယ့်ရာသီတက်တက်ပပလဘောတင်ကိုလာလုံးဝရောက်ရှိမယ်အဲ့တော့လဘောတင်ကိုအရောက်ဒါဗီတာမီညောကောအလီဇန်ဘက်ကောရှိနေမှာနော်နောက်တစ်ယောက်ကတော့ဒါမက်ကာလစ္စတာကတော့ကျွန်တော်လဘောတင်နဲ့အတူတူဒါမိုနာကိုဖွဲစဉ်လောက်ထိကိုပါဝင်ဖို့အတွက်မပါဝင်နိုင်သေးဘူးမဟုတ်ပေါင်းနိုင်သေးဘူးဆိုတော့ရေးဖော်ပြထားတယ်ပေါ့နော်အဲ့တော့ပြောလို့မက်ကာလစ္စတာကလည်းပြောမှဆိုလို့ရှိရင်ဘာလာဖိုင်နယ်အထိကျွန်တော်ကန်ခဲ့တာမိနစ်အများကြီးပါဝင်ခဲ့တယ်အဲ့တော့ပြောမှဆိုလို့ရှိရင်ဒါပရီးမီးယားလိအပီဒါကျွန်တော်တို့ကပောက်လောက်ဟောကန်ရတယ်အဲ့တော့ပွဲတက်ခွင့်လည်းအများကြီးဖြစ်ခဲ့တာဖြစ်တဲ့အတွက်သူ့အနေနဲ့ပွဲချိန်ကျွန်တော်တို့နားချိန်ပို့ပေးဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်အဲ့တော့သူ့အနေနဲ့ကတော့နားချိန်ယူအောင်မယ်ညာလာမပူပေါင်းနိုင်သေးဘူးပေါ့နော်အဲ့တော့ဒါပြောမှဆိုလို့ရှိရင်ကျွန်တော်ပရီးမီးယားလိပွဲတွေမစခင်ရက်တစ်ပတ်လောက်တစ်ပတ်နှစ်ပတ်လောက်အလိုကြမှာဒါပူပေါင်းနိုင်မယ်လို့လေဒါဖော်ပြထားတယ်ပေါ့နော်အဲ့တော့ဒီကိုနဲ့ဟောဘယ်လိုမြင်ကြလဲအဲ့ဒါပတ်သက်ပြီးကိုဆိုလို့ရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျ like follow လုပ်ပေးဖို့လည်းမေတ္တာရက်ကြပါတယ် YouTube ကြည့်တဲ့ညီကိုနဲ့လည်း subscribe လုပ်ပေးမေတ္တာရက်ကြပါတယ်အားလုံးကျေးဇူးများတင်ပါတယ်